မအရင်ခက်ကဆရာမလည်းအဲ့လောက်တော့စိုးပါဘူးကွာအစိုးပါဘူးဘေးဟေးယိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မစ္စတာဖြိုးကြီးပဲဖြစ်ပါရဲ့ short ကျွန်တော်ဒီနေ့ဗာဗီဒီယိုတွေကို reaction လုပ်မှလဲဆိုရင်တော့ထုံးစံတိုင်းပဲကျွန်တော်ဟာတာစာပေလေးတွေဖတ်မယ်ဟာတာဗီဒီယိုလေးတွေကိုလည်း reaction လုပ်မှဖြစ်ပါရဲ့ short let's go ဒီလောက်လှတာတဲ့ဘာလို့ UK မှာနေနေရလဲတဲ့မှောင်မိုက်နေတဲ့မြန်မာပြည်ကိုပြန်လာပြီးတဲ့မင်းလာနဲ့အလင်းပြပေးပါလားတဲ့ရောင်ကြီးအမလီအသားတွေတော့တဆက်ဆက်တုံတယ်တော်ကီကြီးကကျွတ်ထွက်မွတ်ထွက်ကြီးရောင်ကြီးဘာလဲဒီလောက်လာရတဲ့ဘာလို့ UK မှာနေနေရလဲတဲ့မောင်မိုက်နေတဲ့မြန်မာပြည်ကိုပြန်လာပြီးမင်းလာနဲ့အလင်းပြပေးပါလားတဲ့ရောင်ကြီးကျွတ်ထွက်မွတ်ထွက်ကြီးဆိုတာဒါမျိုးကိုပြောတာရောင်ကြက်ဘလူအုံနောက်ကြီးနဲ့စဉ်းစားလိုက်လည်းမသိဘူးကြက်ရောကျွတ်တင်အဲ့ဒါတော့တော်တော်ကြိုက်တယ်ကွာရောင်တော်တော်ကြိုက်တယ်ရေးတဲ့လူတော်တော်လေးလေးစားတယ်လင်းထက်အောင်နဲ့ငါနင့်ကိုကြိုက်တယ်တဲ့ကြောက်တုံးကတိတယ်တဲ့နင်ကတိမှာမဟုတ်ဘူးတဲ့ဘာမှမပူပါနဲ့ကြောက်တုံးနေမဟုတ်ပါဘူးเนาะကျွန်တော်တို့လည်းတိသွားပြီပေါ့เนาะရှော့အခုဗီဒီယိုကြည့်နေတဲ့မှာလင်းထက်အောင်များပါခဲ့လို့ရှိရင်ပေါ့เนาะဘယ်သူဘယ်ဝါကြိုက်တယ်လို့တော့နာမည်လေးတော့မရေးထားခဲ့တော့နည်းနည်းလေးတိုင်ပတ်ပါတယ်เนาะအခုဗီဒီယိုကြည့်နေတဲ့မှာလင်းထက်အောင်ပါလို့ရှိရင်တော့လင်းထက်အောင်လည်းတိသွားပါပြီเนาะညီမလေးနာမည်ပြောဖို့ပဲကြံပါတော့တယ်เนาะကျေးဇူးတင်ပါတယ်လို့ဘာလဲလင်းထက်အောင်နဲ့ငါနင်းကိုကြိုက်တယ်ကြောက်တုံးကတိတယ်နင်ကတိမှာမဟုတ်ဘူးတဲ့ဟယ်လိုတဲ့တတိယလို့တဲ့ဘာလို့တတိယလဲချစ်လို့ပေါ့တဲ့အဲ့ဒါဆိုဘာလို့နောက်တစ်ယောက်ထားတာလဲတဲ့ချစ်လို့ပေါ့သဘောကျတယ်เนาะအချစ်ဆိုတာမျိုးကတယောက်တည်းပေးနေလို့ရှင်တယောက်တည်းကိုပေးရဆိုရင်တဘာဝမကြောက်ဘူးเนาะအချစ်ဆိုတာမျိုးကများများဆဆလိုက်ပြီးတော့ကိုက sharing လိုက်လို့ပြီးမှပို့ပြီးတော့အချစ်ကပို့အဓိပ္ပာယ်ရှိပါတယ်เนาะဘာလို့ချစ်တာလဲတဲ့မင်းမို့လို့တဲ့ဘာလို့ထားခဲ့တာလဲမင်းမို့လို့အဲ့လောက်ကြီးကြစိတ်แท้မကောင်းတော့เนาะအဲ့လောက်ကြီးကြစိတ်แท้မကောင်းတော့ဘာလဲဘာလို့ချစ်တာလဲမင်းမို့လို့ဘာလို့ထားခဲ့တာလဲမင်းမို့လို့ဟိုင်းနဲ့ခင်လို့ရမလားတဲ့မခင်တဘူးတဲ့ဆက်ဆံရင်မပြေပြစ်လိုက်တာနော်တဲ့ဆက်ဆံခိုင်းရမဲတဲ့တတိထားနေတဲ့ပြောစရာစကားဒါပဲရှိရเนาะနည်းနည်းခြေတဲ့လူတွေအဲ့လိုမျိုးလေးပြန်ခြေပေးလိုက်မှသဘောတဘာဝတော်တော်လေးကျသွားမယ်ပေါ့เนาะဗာလဲဟိုင်းခင်လို့ရမလားတဲ့မခင်တဘူးတဲ့ဆက်ဆံရင်မပြေပြစ်လိုက်တာနော်တဲ့ဆက်ဆံခိုင်းရမဲတဲ့တတိထားနေတဲ့မပလာတော့မပလာအမေကဆက်ခွန်သမီးက၄နှစ်ဆိုတော့ဆက်ခွန်နေက၄နှုတ်73ပေါ့နော်73နဲ့ကတစ်နှစ်နှစ်နှစ်လောက်လျှော့လိုက်17နှစ်12နှစ်နဲ့အိမ်အောင်ကြဟုတ်ပါမလားဟုတ်ပါမလားဟုတ်တော့လည်းဟုတ်တာပဲကွာနော်အမေကဆက်ခွန်သမီးက၄နှစ်ဆိုတော့ခုနပြောသလိုပဲ12နှစ်လောက်နဲ့အိမ်အောင်ကြရလျှော့အဖေဖြစ်သူကတော့မြင်တဲ့အတိုင်းပဲပေါ့နော်ဝေဖန်နေတာသဘောကျတယ်နော်စီပေးရင်ဆန်ရတယ်လို့ကြားဖို့လို့တငယ်ချင်းကိုစီဘူးလေးသွားပေးတာဆန်တော့မရခဲ့ဘူးဘာရခဲ့လဲစပိန်တော့မစည်းနိုင်တော့ဘူးဟာရက်ဆက်လိုက်တာတငယ်ချင်းရဘလူကြီးတော့ခဏလေးဘလို့တငယ်ချင်းကိုစီဘူးလေးသွားပေးတာဆန်တော့မရခဲ့ဘူးစပိန်တော့မစည်းနိုင်တော့ဘူးရက်ဆက်လိုက်တာတငယ်ချင်းရက်ဆက်လိုက်တာကြီးစတာပေါ့နော်စီပေးရင်ဆန်ရတယ်ဆိုလို့စီသွားပေးလိုက်တာဟိုကတော့စားတော့မရခဲ့ဘူးဗာလေနောင်နာတွေတပွေးတစ်ပတ်ကြီးနဲ့ပြန်လာရတယ်ဆန်လေးကရမှာလေစီလာပေးတာဒီဘက်ငစားဟာနော်ခုခေတ်ကလေးတွေရဲ့တန်းတိုင်ဆရာမโอเคချစ်စရာလေးကွာနော်မိမိတို့ခေတ်ကတန်းတိုင်ဆရာမဝေတော်ရာယောင်ကြီးမအရင်ခက်ကဆရာမလည်းအဲ့လောက်တော့စိုးပါဘူးကွာအစိုးပါဘူးဘေးOh my god စိတ်ပြက်စရာအဲ့လောက်ကြီးကြတော့လွန်တာပေါ့ကွာအဲ့လောက်ကြီးကြတော့သဘောတဘာဝတိတ်မကြတော့ဘူးကွာဆီယာမကိတ်တော့ကိတ်တယ်ကွာWhat the fuck
နေတယ်